Hello အားလုံးပဲမင်္ဂလာပါမီရာဖြစ်ပါတယ်အဲ့တော့မီရာတို့ဘဝမှာလေဒီကောင်းချီးတွေကပေါ့နော်ဒီ blessing တွေကရောက်မလာသေးရမဟုတ်ဘူးရောက်လာနေပြီဒါပေမဲ့ကိုကကြည့်မချမိရမျိုးလည်းဖြစ်နိုင်ပါတယ်နော်ဆိုတော့ဒီနေ့တော့မီရာနဲ့အတူမင်းမမြင်သေးတဲ့ blessing တစ်ခုကဘာလဲဆိုရဲ pick up reading လေးကိုတူတူကြည့်လိုက်ရအောင်ဒါဆိုဒီမှာမီရာပေးထားတဲ့နေရာမှာ file လေးခုရှိတယ်တေချာလေးစိတ်အာရုံနှစ်ပြီးတော့ရွေးချယ်ပြီးတော့သူနဲ့ပတ်သက်တဲ့ hall လေးကိုနောက်မှဆက်ပြီးတော့နားထောင်ကြည့်ကြမယ်နော်တော့ဒီ reading က entertainment နဲ့ self reflection အတွက်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့ကိုနဲ့ resonate ဖြစ်တဲ့ message ကိုပဲယူပြီးတော့ကျန်တာကိုအေးချမ်းချမ်းနဲ့ပဲလွှတ်ချထားနိုင်ပါတယ်နော်အဲ့တော့ပထမဆုံး fine one သမားလေးတွေကိုပြောပြပါမယ်အဲ့တော့ဒီမှာမီရာဆွဲရတဲ့ကတ်တွေအရဆိုလို့ရှိရင် unexpected opportunity ဆိုရဲကတ်လေးကြားရပေါ့နော်အဲ့တော့ဒီ oracle ကတ်လေးကြားရတယ်အဲ့တော့ဒီ fine one ကိုရွေးထားရဆိုလို့ရှိရင်မင်းမမြင်သေးတဲ့ blessing တစ်ခုကဘာလဲဆိုတော့မင်းတို့အခွင့်အရေးအသစ်တစ်ခုဖြစ်နိုင်တယ်နော်အခွင့်အရေးအသစ်တစ်ခုဖြစ်နိုင်တယ်အခုချိန်မှာမင်းစိတ်ထဲမှာဘာမှမပြောင်းလဲသေးဘူးလို့ထင်နေပေမဲ့လေတဖြည်းဖြည်းနဲ့နော်မင်းတို့ opportunities တွေကိုအလောက်ကိုင်းခွင့်လန်းနေတခြားသောခွင့်လန်းတွေကိုဖွင့်လာမယ်တကားလေးတစ်ချက်ရှိနေပါတယ်ဆိုတော့အဲ့ခွင့်အရေးတွေကဘာတွေဖြစ်နိုင်လဲဆိုလို့ရှိရင်အလောက်တစ်တွေဒါမှမဟုတ်လို့ရှိရင်တင်ယူမှုအသစ်တွေကျွန်မမလို့ရှိရင်ကိုယ့်ရဲ့ဘဝမှာကိုယ့်အတွက်ကောင်းမွန်တဲ့နော်ကိုယ့်ဘဝကိုကောင်းမွန်နိုင်တဲ့လူတစ်တယောက်နဲ့တွေ့ဆုံခြင်းဖြစ်နိုင်ပါတယ်နော်ဆိုတော့ဒီတစ်ပတ်မှာအဲ့ဒီလိုကိုတွေ့ရှိရမယ့်အသစ်တစ်ခုအတွက်ကိုယ့်ရဲ့စိတ်ကိုဖွင့်ထားပေးပါကိုယ့်ရဲ့နှလုံးသားကိုဖွင့်ထားပေးပါလို့ပိုင်းဝန်းသမားလေးတွေကိုပြောချင်ပါတယ်ရှင်အဲ့တော့ဒီတစ်ခါပိုင်တူးသမားလေးတွေနော်ပိုင်တူးသမားလေးတွေအတွက်ကကြတော့ဒီမှာလေ emotional peace ပေါ့နော် emotional peace ဆိုရဲ oracle ကလေးကြားတယ်ဆိုတော့ဒီပိုင်တူးသမားလေးတွေအတွက် blessing ကစိတ်အေးချမ်းမှုနော်စိတ်အေးချမ်းမှုဆိုတာမျိုးကိုမိတာတွေ့ရတယ်ဆိုတော့တစ်ခါတလေမှလေဒီ blessing ကောင်းချင်းမင်္ဂလာတွေပေါ့နော်ဒီလိုကောင်းချီးတွေဆိုတာကပြဿနာမရှိတာကိုပြောတာမဟုတ်ဘူးเนาะပြဿနာမရှိတာကိုပဲဆိုလိုတာမဟုတ်ဘူးကြုံနေရတဲ့ပြဿနာတွေကြားထဲမှာတော့မှကိုယ့်ရဲ့စိတ်ကလေးကိုတည်ငြိမ်အောင်ထိန်းထားနိုင်လာတဲ့အကြောင်းအရာမျိုးကိုဆိုလိုချင်တာဖြစ်တယ်เนาะဆိုတော့ဒီဖိုင်တူးသမားလေးတွေကတော့လေဘယ်လိုပဲပြဿနာတွေရှိနေခဲ့ရင်တော့စိတ်အေးချမ်းချမ်းနဲ့ကောင်းကောင်းနေထိုင်နိုင်မယ်ဆိုတော့ energy လေးကိုရတယ်ပေါ့နော်အဲ့တော့ဒီရက်ပိုင်းမှာပိုင်တူးသမားလေးတွေကကိုယ့်ရဲ့နှလုံးသားတွေကအတန်ကိုအရင်နားထောင်ဖို့အချိန်လေးပေးကြည့်ပါလို့မီရာကအကြံပြုချင်ပါတယ်เนาะဒါတော့ပိုင်တူးသမားလေးအတွက်ပါအဲ့တော့point 3တော့ဒီအုပ်စု3ပေါ့နော်အုပ်စု3သမားလေးအတွက်ကကြတော့မီရာဒီမှာရတဲ့ကတ်ကsupport and connection เนาะ support and connection ဆိုတဲ့ကတ်လေးကြားတယ်ဆိုတော့ဒီ point 3သမားလေးတွေအတွက်မမြင်နိုင်သေးတဲ့เนาะမင်းမမြင်သေးတဲ့ blessing မင်းရောက်ရှိလာမဲ့เนาะဒီလာမဲ့ကာလတွေမှာမင်းရရှိလာမဲ့ blessing ကဘာလဲဆိုလို့ရှိရင်တစုံတစ်ယောက်ရဲ့အကူအညီဒါမှမဟုတ်လို့ရှိရင်အားပေးမှုတွေဖြစ်နိုင်ပါတယ်เนาะတယောက်နဲ့connection ရတာတွေကိုလုံးနေအလုပ်တစ်ခုမှာတယောက်ကလာပြီးတော့ကိုယ်ကိုထောက်ပံ့အားပေးတာတွေအဲ့လိုမျိုးတွေဖြစ်နိုင်တယ်မင်းရဲ့ blessing ကပေါ့နော်အဲ့တော့ကိုကလေတယောက်တည်းနဲ့အရာအလုံးကိုထမ်းထားစရာမလိုဘူးကိုလိုအပ်နေတဲ့အချိန်မှာကိုလက်ကမ်းပေးမဲ့သူကိုစကားအောင်နားထောင်ပေးမဲ့သူဒါမှမဟုတ်လို့ရှိရင်ကိုအကြံပေးမဲ့သူတွေကရှိနေနိုင်တယ်ပေါ့နော်ဆိုတော့ကိုကလေလူတွေရဲ့ကျင်နာမှုကိုရဖို့အတွက်ဒီ blessing ရဖို့အတွက်ကိုဒီ point 3သမားလေးကနမိတ်မျိုးကိုဒီမှာမီရာကမြင်ရပါတယ်ဆိုတော့ဒီချိန်မှာကိုကတယောက်တည်းကိုညီမဲ့လို့ခံစားနေရတယ်ဆိုလို့ရှင်ဒါအမြဲတမ်းတော့မဟုတ်ပါဘူးအခုကစပြီးရှေ့ရှောင်းမင်းဟာတစုံတယောက်ရဲ့အကိုညီဒါမှမဟုတ်လို့ရှင်အားပေးမှုတွေကိုရရှိလာတော့မှလို့မီရာကတော့ပြောချင်ပါတယ်ရှင်အဲ့တော့ point 4သမားလေးပေါ့နော်ဒီအုပ်စုနံပါတ်4သမားလေးတွေကတော့ personal growth เนาะ personal growth လို့မီရာကတွေ့ရတယ်ဆိုတော့ဒီပိုင်ရွေးထားတဲ့သူတွေအတွက်ကလေမင်းရရှိလာမဲ့ blessing လေးပေါ့နော်မင်းမမြင်နိုင်သေးတဲ့ blessing ကဘာဖြစ်နိုင်လဲဆိုရင်ကိုပြောင်းလဲလာနိုင်တာဖြစ်ပါတယ်เนาะဒီပိုင်အုပ်စုသမားလေးတွေကလေအရင်တုန်းကကြောက်ခဲ့တဲ့အရာတစ်ခုကိုအခုချိန်မှာတည်ငြိမ်နဲ့ရင်ဆိုင်နိုင်လာတာမျိုးတွေဖြစ်လာလိမ့်မယ်ကိုယ့်ကိုယုံကြည်မှုတွေနည်းနည်းချင်းတိုးလာတာမျိုးတွေတေချာပေါက်ဖြစ်လာလိမ့်မယ်ပေါ့နော်အဲ့တော့ဒါတွေကလည်းလေဒီပိုင်4ကိုရွေးထားတဲ့အုပ်စုသမားလေးအတွက်ကြီးမားတဲ့ blessing တွေပါပဲเนาะ blessing တွေပဲကိုယ့်ရဲ့တိုးတက်မှုတွေကတခါလေကြားလို့ရှိရင်ဘယ်သူမှသိစရာမလိုဘူးကိုယ့်ဘာသာကိုသိနေရပြီအဲ့လိုမျိုးတိတ်ကလေးပေါ့နော်ကိုယ့်ရဲ့အောင်မြင်မှုကတခါလေကြားလို့ရှိရင်ကိုယ့်ရှိကိုတိတ်လေးရောက်လာတတ်တယ်လို့မီရာကပြောချင်ပါတယ်ဆိုတော့ဒီပိုင် 4သမားလေးကတော့တကယ်ကိုထူးထူးခြားခြားနဲ့တိုးတက်လာမဲ့သူတွေပါပဲเนาะအဲ့တော့ဒီ reading လေးကမင်းသတိမထားမိသေးတဲ့ကောင်းတဲ့အရာတွေကိုခဏလောက်ပြင်ကြည့်ဖို့ဖိတ်ခေါ်မှုတစ်ခုဖြစ်ခဲ့လိမ့်မယ်လို့မီရာမျှော်လင့်ပါတယ်တော့ကိုအတွက်အဓိပ္ပာယ်ရှိတဲ့ message ကိုသာယူပြီးတော့ကျန်တာတွေကိုအေးအေးစဲနဲ့လွှတ်ပေးလိုက်ပါနော် reading လေးကိုအဆုံးထိနားထောင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ် reading တွေမှာပြန်တွေ့ကြမယ်နော် bye bye